ဒီနေ့ပြောမယ့်အကြောင်းအရာကစိတ်ဝင်စားစရာတစ်မျိုးကောင်းတယ်။အညာတပည့်တယောက်ကဘုန်းကြီးစာဆောင်ပို့လိုက်တယ်။စာထမ်းမှာပုံနှိပ်ထားတဲ့စာရွက်တွေပါထည့်ပေးလိုက်တယ်။ဒီခါလေသူကြိုက်တာတွေသူစိတ်ဝင်စားတာတွေဘုံမစိတ်ဝင်စားမယ်ထင်တာတွေကိုစာရွက်တွေထည့်ပြီးပို့လိုက်တဲ့အချင်းရှိတယ်။ဒီတစ်ခါပို့လိုက်တဲ့အကြောင်းအရာလေးကဖတ်ပြီးတော့တေးချာချာစဉ်းစားကြည့်တော့တော်တော်စိတ်ဝင်စားစရာကောင်းတာတွေ့ရတယ်။အင်းလေးလိုရေးတာမလို့အင်းလေးလိုအကြောင်းအရာလေးကိုဖတ်ပြီးတော့ဗမာလိုရှင်းပြခြင်းတယ်။ဒီပေကိုပို့ပြီးသဘောပေါက်အောင်ဖြည့်ပြီးတော့ပြောပြခြင်းတယ်။အင်းလိုမတတ်တဲ့သူဘုကိစ္စမရှိဘူး။အင်းလေးစကားအပိုင်းကိုခြံထားလိုက်ပြီးတော့ဗမာစကားနဲ့ရှင်းပြတဲ့အပိုင်းကိုနားထောင်မယ်ဆိုရင်ပြည့်စုံပါတယ်။အင်းလေးလိုတတ်တဲ့ပြိတ္တကလည်းဒီထက်မှအများကြီးရှိနေတယ်။တချို့အင်းလေးလိုတတ်တဲ့ပြိတ္တကြတော့အင်းလေးလိုပြောတာတမျိုးလဲစိတ်ဝင်စားစရာကောင်းပြီးတော့တမျိုးလဲရှင်းပြီးတော့မှတ်မိတယ်လို့ပြောကြတယ်ပြီးတော့ဒီဘုံဘုံကလည်းဝါဒနာလျောက်ငယ်တုန်းကတည်းကအင်္ဂလိပ်စာဖတ်လို့ရှိတယ်အင်္ဂလိပ်စကားပြောလို့ရှိတယ်အကျင့်ပါနေတော့ပြောတဲ့အခါမှာအင်္ဂလိပ်စကားလုံးတွေသုံးလို့ရှိတယ်ဒီအကျင့်ဖြောက်ဖို့တော့တော်တော်မလွယ်ဘူးဒါကြောင့်ပြောတတ်တယ်လို့ပဲပြောလိုက်တာပါအင်းလိုမတတ်တဲ့ဒကာဒကမများမြန်မာလိုပြောပြတဲ့အပိုင်းကိုပြီးခံပြီးတော့နားထောင်ကြပါလို့အောင်းစဉ်ကဒီစာမှာပါတဲ့အတိုင်းဆိုရင် rules for being human လူဖြစ်ကိုရမယ်လူတယောက်ကိုတိထိုက်တဲ့အကြောင်းအရာတချို့ကိုဟောရတာပေးတဲ့သဘောပါပဲအကြံဉာဏ်ပေးတဲ့သဘောမျိုးလူပြေကိုတွားတော့မယ်လူတယောက်ကိုမှားနေတဲ့သဘောမျိုးဖြစ်တယ်မင်းလူပြေကိုတွားတော့မယ်မင်းလူပြေမှာတိထိုက်တာလှုပ်ထိုက်တာတွေကိုအခုကြိုးစားပြီးတော့မှားလိုက်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါပဲအချက်တွေအများကြီးပါပါတယ်အဲ့ဒါမှာပထမချက်က you will receive a body သင်ဟာခန္ဓာတစ်ခုကိုရမယ်သူဟာလူဘဝကိုတွားရတော့မယ်လူနော်လူဘဝရရင်လူခန္ဓာကိုရမယ်ဒီခန္ဓာဟာကိုကြိုက်တယ်လို့ရွေးချယ်လို့ရတဲ့ခန္ဓာတော့မဟုတ်ပါဘူးကံကြီးအကျိုးတိုင်းသာဖြစ်တယ်လို့ဖြစ်လာတာပါကိုလိုချင်တယ်လို့ကိုဖြစ်ရှင်တယ်လို့စိတ်ကြိုက်ပုံသွင်းယူလို့မရပါဘူးအကြောင်းရှိလို့ဖြစ်ရတာအကြောင်းကောင်းရင်အကျိုးကောင်းမယ် You may like it or hate it but it will be yours for the entire period this time around အဲ့ဒီခန္ဓာကိုယ်ကိုသင်ကြိုက်ချင်လဲကြိုက်မယ်မုန်းချင်လဲမုန်းမယ်ဒါပေမဲ့ဒီတဘောအတွက်တော့ဒီခန္ဓာကိုယ်ဟာသင်ခန္ဓာကိုယ်ပဲဒီစကားကိုတိတိကျကျစဉ်းစားကြည့်ခြင်းနဲ့ဒီခန္ဓာကိုယ်ဟာခဏရတဲ့ခန္ဓာကိုယ်ဖြစ်တယ်အမြဲတမ်းပိုင်ဆိုင်ထားလို့မရဘူးဒါပေမဲ့လူများဟာဒီခန္ဓာကိုယ်ငါအစ်စ်ပဲလို့ဆွဲလန်းကြတယ်အဲဒီလိုဆွဲလန်းလို့လဲဒီမှာကိုကြောက်ကြတာပဲမဆွဲလန်းရင်ကြောက်เสียမလို့အရင်ဘဝတွေကဖြစ်ခဲ့တဲ့ခန္ဓာကိုယ်တွေအားလုံးကိုပြန်ကြည့်လို့ရရင်ဘယ်လိုများနေမလဲဒါလဲငါပဲဟိုဟာလဲငါပဲလူမျိုးမျိုးကိုယ်ကွယ်တဲ့ဘာသာမျိုးမျိုးဖြစ်မျိုးမျိုးမှာဖြစ်ခဲ့တဲ့ဘဝမျိုးမျိုးအဖြူအမဲအညိုးအဝါအသားရောင်အမျိုးမျိုးဖြစ်ခဲ့တာတွေကိုမှန်းဆပြီးတွေးကြည့်ပါတကယ်တော့ဘယ်ခန္ဓာမှမဟုတ်ဘူးလှလှပပရုပ်ရည်ကိုရတဲ့သူကလည်းဒီလှပတဲ့ခန္ဓာလို့သူယူဆတာကိုချစ်တယ်တွေ့တာတယ်ဆွဲလန်းတယ်လှပြတ်သွားမှအိုသွားမှမလှတော့မှကိုသိကြောက်တယ်အမျိုးသမီးကပုံမှန်မလှမှပိုကြောက်တယ်လှဖို့ရေးငွေကြေးအများကြီးကုန်ကြခံတယ်အချိန်အများကြီးကုန်ခံတယ်ဒါပေမဲ့တချို့ဒကမာကြီးတွေကတော့မိန်းမဖြစ်ရတာမကြိုက်ဘူးလို့ပြောကြတယ်ယောက်ျားဖြစ်ချင်တယ်ယဟန်ဖြစ်ချင်တယ်ယောက်ျားဖြစ်ရတာပို့ပြီးတော့လွတ်လပ်တယ်ကိုလှုပ်ချင်တာကိုပို့ပြီးလှုပ်ခွင့်ရတယ်မိန်းမဖြစ်ရတာမလွတ်လပ်ဘူးအနှောင်ဖွဲ့အချုပ်ချယ်မျိုးမျိုးခံရတယ်ဒီသွားတာတောင်တယောက်တည်းမသွားရဘူးအန္တရာယ်များတယ်လို့အဲ့လိုပြောကြတယ်ညည်းကြတယ်တို့တော့ဘဝတန်တရားမှာယောက်ျားဖြစ်တဲ့အခါလည်းရှိတယ်မိန်းမဖြစ်တဲ့အခါလည်းရှိတယ်ယောက်ျားဖြစ်တဲ့အခါမှာလည်းယောက်ျားဘဝနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားမှယောက်ျားဖြစ်ရကြုံနဲ့မယ်အသိဉာဏ်အစဉ်တန်းမြင့်မအောင်စိတ်နေသဘောထားအစဉ်တန်းမြင့်မအောင်ပြောတာဆိုတာလှုပ်တာခိုင်းတာကအစအရာရာ
ကောင်းတစ်ထက်ကောင်းအောင်အမြဲတမ်းကြိုးစားနေမှယောက်ျားဖြစ်ရကြနှံ့မယ်ယောက်ျားဖြစ်ရတော့ရွယ်ရောက်လာရင်အိမ်တော်ပြုမယ်အဲ့ဒီအခါတစ္ဆာရှိတဲ့ခင်ပွန်းကောင်းဖြစ်အောင်ဖခင်ကောင်းဖြစ်အောင်ကြိုးစားမှဒီထက်ပိုအရေးကြီးတာကတော့မှန်ကန်တဲ့လေးနဲ့တဲ့တရားအသိဉာဏ်ရအောင်လုပ်နိုင်မှလူဖြစ်ကြနှံ့မယ်ဒီစရုပ်စာအပျော်ပါးနဲ့တောက်စားပြီးအချိန်ကုန်သွားရင်လူဖြစ်ကြမနှံ့ဘူးရင်းစားတောင်ပြန်ရချင်မှရမယ်ဒါကြောင့်ယောက်ျားဖြစ်ရုံနဲ့မာနကြီးနေလို့မဖြစ်သေးဘူးမြင့်မြတ်တဲ့လူသားတယောက်ဖြစ်အောင်ကြိုးစားဖို့လိုသေးတယ်မိမဖြစ်တဲ့သူတွေမှလည်းဘာမှစိတ်မြင့်ပါနဲ့မိမဘဝနဲ့လုံနေတာတွေအများကြီးရှိပါတယ်တရားထုတ်တဲ့နေရာမှာဘယ်သူကပိုခွင့်တာတယ်လို့ပြောဖို့မလွယ်ဘူးကြိုးစားတဲ့သူကဒါတာတော့မှာပါပဲများသောအားဖြင့်ယောက်ျားတွေကပြင်ပလောကကိုပို့ပြီးအာရုံပြုကြတယ်မိမတွေကအတွင်းလောကကိုပို့ပြီးအာရုံပြုကြတယ်အရေးကြီးတာကမိမဖြစ်တဲ့ဘဝမှာလည်းစိတ်နေသဘောထားအမြင့်မြတ်ဆုံးဖြစ်အောင်လေးလေးနက်နက်မမှန်ကန်ကန်သိတဲ့ဉာဏ်ပညာရအောင်ကြိုးစားဖို့ပဲအိမ်တော်ပြပြန်ရင်လည်းတစ္ဆာရှိတဲ့ဇနီးကောင်းတယောက်ဖြစ်အောင်မိခင်ကောင်းဖြစ်အောင်ကြိုးစားဖို့အရေးကြီးပါတယ်လူဖြစ်ုံနဲ့လူဖြစ်ကြုံမနှံ့သေးဘူးမြင့်မြတ်တဲ့လူသားတယောက်ဖြစ်အောင်ကြိုးစားမှလူဖြစ်ကြုံနှံ့မယ်တပည့်လေးတယောက်ကြောင့်ပြောပြခြင်းနဲ့အဲ့တပည့်လေးနဲ့ရင်ကနှစ်အတော်ကြာနေခဲ့အတူနေခဲ့ဘူးလေအဲ့တော့ကသူကကိုရင်လေးပါသူကအရင်ဘဝတုန်းကမိန်းမဖြစ်ခဲ့တယ်မိန်းမဖြစ်တဲ့ဘဝကခင်ပွန်းကအခုထိအသက်ရှင်လျက်ပဲရှိသေးတယ်အရင်ဘဝကသားသမီးတွေလည်းရှိသေးတယ်သူကငယ်ရွယ်နဲ့သေးတာဘာကြောင့်သေးတာလဲလို့မေးကြည့်တော့သားမဖွားနိုင်လို့သေးရတာလို့ပြောပါတယ်သားမဖွားနိုင်လို့သေးရတဲ့ဒုက္ခဘယ်လောက်ကြီးမယ်ဆိုတာမှန်းဆလို့ရနိုင်မယ်မထင်ပါဘူးဒီကနေ့မှာသူမိမပြန်ဖြစ်ရမှာကြောက်တယ်လို့ပြောပါတယ်လူဝပြန်ရရင်ယောက်ျားပဲဖြစ်ချင်တဲ့ဆန္ဒပြင်းပြခဲ့တယ်သူဆန္ဒအတိုင်းပဲယောက်ျားဖြစ်ရတယ်ကိုရင်ဖြစ်တယ်ယဟန်ဖြစ်တယ်နောက်တော့လူထွက်ပြီးအခုအယောင်းဝယ်လုပ်ပြီးမိဘကိုလှုပ်ကြွေးတယ်ဒီတော့မပြည့်ဘူးသူယောက်ျားဖြစ်လာပြီမဲ့ယောက်ျားဖြစ်ုံနဲ့လူဖြစ်ချိုးနှပ်ပြီလို့မပြောနိုင်သေးဘူးဒါရင်းနှီးတည်တဲ့လူပြောရဲ့ဘဝဖြစ်မှမယ်အဲ့လိုဖြစ်တယ်ဆိုတာကိုလေးလေးနက်နက်သိပြီးတော့ပေါ့ပေါ့တနာမနေပဲအချင်းရှိတုံးလူဘဝမှာရနိုင်တဲ့အမြင့်မြတ်ဆုံးအသိဉာဏ်ကိုရအောင်ကြိုးစားဖို့လိုတယ် You will learn lessons ရောက်သွားတဲ့ဘဝမှာသင်ဟာသင်ခန်းစာတွေအများကြီးသိဖို့ရလိမ့်မယ်ရအောင်လုပ်ရလိမ့်မယ်တဲ့ You are enrolled in a full-time informal school called life ဘဝလို့ခေါ်တဲ့သင်ရိုးသတ်မှတ်ချက်မရှိတဲ့အချိန်ပြည့်အကြောင်းကြီးမှာသင်ကိုရှင်းသွင်းထားလိုက်ပြီဘဝကိုကြောင်းလို့သင်စားခေါ်ထားတာအင်မတန်လေးနဲ့ပြီးအင်မတန်လှပါတယ်အင်မတန်လည်းပေါ်လွင်တယ်ဘဝဆိုတာကြောင်းပဲလို့တကယ်သဘောပေါက်ရင်အင်မတန်ကျိုးများမယ်ဘဝမှာဘယ်ဟာအရေးကြီးဆုံးလဲဆိုတာကောင်းကောင်းသဘောပေါက်မယ်နေ့စဉ်ခံစားတွေ့ကြုံနေရတဲ့သင်ခန်းစာတွေကိုမမှန်ကန်ကန်နားလည်သဘောပေါက်ဖို့ကျင့်ရဖို့တအရေးကြီးတယ် Each day in this school you will have the opportunity to learn lessons ဒီကြောင့်မှာနေ့စဉ်ပဲသင်တို့သင်ခန်းစာတွေစီးပူးခွင့်ရလိမ့်မယ်ဒါအခွင့်အရေးတစ်ခုပဲနော်ဒီကြောင့်ကအကြောင်းပြည့်မရှိဘူးကျောင်းတက်ချိန်ကျောင်းဆင်းချိန်မရှိဘူးနေ့စဉ်ပဲသင်ခန်းစာတွေစီးပူးနေရတယ်နေ့စဉ်ပဲဆမေဝဲအစ်စ်ခံနေရတယ်သင်ခန်းစာတိုင်းဟာဆမေဝဲပဲအတွေ့အကြုံတိုင်းဟာသင်ခန်းစာပဲတတိနဲ့ဉာဏ်နဲ့နေတတ်မှဘဝအတွေ့အကြုံတွေကလေးနဲ့တဲ့သင်ခန်းစာရမယ်ပေါ့ပေါ့တန်တန်အမှုမဲ့အမှတ်မဲ့နေသွားရင်အသက်တာကြီးသွားမယ်ဉာဏ်ကြီးမလာဘူးစိတ်နဲ့သဘောထားလေးနဲ့မှုမြင့်မြတ်မှုဖြစ်မလာဘူးလေးနဲ့ဆုံးအသိဉာဏ်ကိုဘဝအတွေ့အကြုံတွေကပဲရနိုင်တယ်စာအုပ်ထဲကမရနိုင်ဘူးဘဝဟာအလေးနဲ့ဆုံးစာအုပ်ပဲတတိပဋ္ဌာန်တရားကိုနေ့စဉ်ဘဝ daily life ထဲမှာကျင့်သုံးနေကြတဲ့တပည့်တွေဟာတစ်နှစ်တစ်နှစ်သဘောထားတွေပိုးပြီးလေးနဲ့မှန်ကန်လာတယ်လေးနဲ့တဲ့မြင့်မြတ်တဲ့ဥတည်ချက်တွေထားနိုင်လာတယ်အချိန်မရွေးနေရာမရွေးကိုယ်ခန္ဓာမှာဖြစ်နေတာတွေမြင်ရတာတွေကြားရတာတွေထိရတာတွေ
တွေးတောကြံစတာသိတာတွေကိုတတိနဲ့ကြည့်တဲ့အလေးအကျင့်လုပ်ပါတတိဟာအကောင်းဆုံးကိရိယာဖြစ်ပါတယ်ဒီငယ်တဲ့ပစ္စည်းတွေကိုအနုကြည့်မှန်ပြောင်းနဲ့ကြည့်တဲ့အခါအကြီးကြီးမြင်ရတယ်လို့တတိနဲ့ကြည့်ရင်အရာရာတိုင်းဟာပူပြီးထင်ရှားလာတယ်ခန္ဓာနဲ့ပတ်သက်တဲ့သဘာဝအကြောင်းကျိုးတွေစိတ်နဲ့ပတ်သက်တဲ့သဘာဝအကြောင်းကျိုးတွေကိုနည်းနည်းမြင်လာမယ်You may like the lessons or think them irrelevant or stupid. ဒီသင်ခန်းစာတွေကိုသင်သဘောကျခြင်းလည်းကြမယ်။အရေးမပါဘူးလို့ထင်ရင်လည်းထင်မယ်။အတိတ်ပဲမရှိဘူးလို့လည်းထင်ရင်ထင်မယ်။ဉာဏ်နဲ့တဲ့သူဖို့အရေးမကြီးဘူးလို့ထင်တဲ့ကိစ္စဟာဉာဏ်ပညာကြီးတဲ့သူဖို့သိအရေးကြီးတာလေးနဲ့တာဖြစ်တတ်တယ်။ဒါတော့ဘယ်အရာကိုဖြစ်ဖြစ်လေးလေးနက်နက်နားလည်ဖို့လိုပါတယ်။ There are no mistakes, only lessons. အမှားမရှိပါဘူးသင်ခန်းစာတွေကြီးပါပဲကောင်းတာတွေ့ရလဲမဖြစ်လို့ကောင်းတာလဲဆိုတာကိုနားလည်အောင်ကြိုးစားပြီးတော့ဒီထက်ကောင်းအောင်ဆက်လုပ်ရမယ်ဆိုးတာတွေ့လဲမဖြစ်လို့ဆိုးတာလဲဆိုတာနားလည်အောင်ကြိုးစားပြီးတော့နောက်အဲ့ဒီလိုမဖြစ်အောင်ပြုပြင်ရမယ်ကိုယ်အမှားတွေကိုကိုသိပြီးတော့ကိုယ့်အကိုပြုပြင်နိုင်တာဟာလွတ်လပ်မှုတစ်မျိုးဖြစ်ပါတယ်သမတန်ကျင်တဲ့ဆရာအားရစရာကောင်းပါတယ်တကယ်တော့အစိုးတွေထဲကအမှားတွေထဲကဒုက္ခတွေထဲကမှတကယ်လေးနဲ့တဲ့အသိဉာဏ်ပညာကိုရတာပါဉာဏ်ပညာကြီးတဲ့သူတွေမှာမမှားဘူးပဲနဲ့ဉာဏ်ပညာကြီးတဲ့သူဖြစ်လာတာမဟုတ်ပါဘူးဉာဏ်ပညာကြီးတဲ့သူတွေဟာမှားပြီးမှအမှားကိုသိပြီးကိုယ့်အကိုပြုပြင်နိုင်လို့အမှားနဲ့သွားပြီးပညာရှိဖြစ်လာတာပါမမှားဘူးတဲ့သူမရှိပါဘူးအမှားကင်းဖို့ဆိုတာလဲတိတ်တော့မလွယ်ဘူးအမှားနဲ့ဖို့ပဲကြိုးစားရမှာအမှားတစ်ခုကိုထပ်ခါမမှားဖို့မလုပ်မိဖို့ပဲလိုရတယ် Growth is a process of trial and error experimentation ဘဝမှာစမ်းသပ်မှုတွေအမျိုးမျိုးလုပ်ကြည့်ပြီးတော့လိုရလေးတွေမှားရလေးတွေကိုတစ်ဖြည်းဖြည်းပြင်ပြီးတော့တွားမှသာအသိဉာဏ်ရင့်ကျက်တဲ့သူဖြစ်သွားနိုင်တယ်လုပ်ကြည့်လိုက်ရင်မှန်သိရင်ပြင်လိုက်ရင်လည်းပဲဉာဏ်ပညာကြီးတဲ့သူအသိဉာဏ်ကြီးပွားတဲ့သူဖြစ်လာတာပဲစမ်းသပ်မှုတစ်ခုကိုလုပ်နေရတာနဲ့တူတယ်ဘဝတစ်ခုလုံးဟာလက်တွေ့စမ်းသပ်မှုလုပ်နေရတာပဲအမှားတွေကိုများပြင်နိုင်တဲ့သူဖြစ်ဖို့လိုတယ်တချို့ဟာမှားနေမှမသိဘူးတချို့တော့မှန်သိပါလိမ့်နဲ့မပြင်ခြင်းဘူးအဲ့ဒီလိုလူတွေဟာအသိဉာဏ်မကြီးပွားဘူး The failed experiments are as much a part of the process as the experiments that ultimately works. စမ်းသပ်မှုတွေအမျိုးမျိုးလုပ်ကြည့်တဲ့အခါမှာအောင်မြင်တဲ့မှန်ကန်တဲ့စမ်းသပ်မှုမျိုးလည်းရှိတယ်လို့မအောင်မြင်တဲ့မှားတဲ့စမ်းသပ်မှုမျိုးလည်းရှိပါတယ်။အဲ့ဒီမအောင်မြင်တဲ့စမ်းသပ်မှုဟာအောင်မြင်တဲ့စမ်းသပ်မှုလိုပဲအသိဉာဏ်ကြီးပွားမှုကိုအထောက်အကူပြုပါတယ်။ဒီလိုလုပ်ရင်မှားတယ်လို့ကိုယ်တွေ့သိလိုက်ရတာတန်ဖိုးရှိပါတယ်ဒါပေမဲ့တချို့ကိစ္စတွေမှာသူများမှားသွားတာကိုကြည့်ပြီးတော့ကိုယ်ကသင်ခန်းစာရွက်ရလည်းရှိပါတယ်အစိတ်တောင်းရင်လေတယ်ဆိုတာမျိုးကိုယ်တွေ့မစမ်းတတ်သင့်ဘူးထို့တူပဲမူရစေဝါကိုလည်းကိုယ်တွေ့မစမ်းသင့်ဘူးသူများအမှားတွေကသင်ခန်းစာယူတတ်တဲ့သူကပိုပြီးအမှားနဲ့တယ်တတိနဲ့ဉာဏ်နဲ့နေတဲ့သူဟာဒုက္ခနဲ့တွေ့တဲ့အခါဒုက္ခတွေကပညာရပြီးတော့ကောင်းတာကိုကြိုးစားပြီးတော့လုပ်သွားနိုင်တယ်အစိုးနဲ့တွေ့တဲ့အခါမှာမှန်တာကောင်းတာကိုဆက်လုပ်နေတဲ့သူသဘောထားမှန်အောင်ထားနေတဲ့သူသဘောထားကြီးတဲ့သူဟာမကြခင်ကောင်းတာတွေ့ကြုံရမှာသိကြတယ်အစိုးနဲ့တွေ့ရတဲ့အခါမှားတာတွေထပ်လို့ရင်ကိုယ်အမှားရဲ့တံကိုကိုပြန်ခံရပြီးတော့အခြေအနေပိုဆိုးသွားမယ်သူများမှားလို့ကိုခံရတာထက်ကိုမှားလို့ကိုခံရတာကပိုဆိုးပါတယ်အမှားများတဲ့သူသဘောထားမှားနေတဲ့သူသဘောထားသေးတဲ့သူဟာစိတ်ဝေဒနာဖြစ်တယ်စိတ်ယောဂဖြစ်တယ် In the long run we get what we deserve ရေရှည်မှာကိုယ်နဲ့ထိုက်တန်တာကိုရတယ်ကောင်းတာတွေတွေးကောင်းတာပြောကောင်းတာလုပ်တဲ့သူဟာရေရှည်မှာကောင်းကျိုးကိုရမှသိကြတယ်ရေရှည်ကိုကြည့်ပါမျက်တောင်တစ်စုံမကြည့်ပါနဲ့မျက်စိတစ်စုံကြည့်ပါတတိနဲ့ဉာဏ်နဲ့နေပြီးတော့
ကိုယ်စိတ်နေသဘောထားကိုကိုယ်အမှန်တိုင်းသိနေတဲ့သူဟာကောင်းတာတွေနဲ့တွေးနေတဲ့အခါပစ္စည်းဥစ္စာယာတုစသည်ဖြင့်မြင်မာနေတဲ့အခါမှာတတိလက်လို့ဖြစ်မသွားဘူးစိတ်ကြီးဝင်တာမာနကြီးတာမဝင်မြင့်တာတို့သိမဖြစ်ဘူးမန်ကိုချထားပြီးတော့အခုချိန်မှာဆက်ဆက်ရအကြောင်းရင်းညစ်လို့အစဉ်ပြေနေတာနောင်လဲဆက်ပြီးတော့အစဉ်ပြေအောင်တတိကြီးကြီးထားပြီးတော့အမှားနဲ့အောင်ပြောဆိုနေထိုင်လုပ်ကြံရမယ်ဆိုပြီးတော့ကိုယ်လောက်တာတွေပြောတာတွေတွေးတာတွေမှာအမှားပါရင်ပြည့်ပြင်သွားတယ်ကိုယ်အမှားကိုမိတ်ဆွေကောင်းတွေကထောက်ပြရင်စိတ်မဆိုးကျေးဇူးတင်တယ်အတတ်နိုင်ဆုံးပြုပြင်တယ်ကိုယ်မှာရထားတဲ့ယာတုပစ္စည်းဥစ္စာကိုသုံးပြီးတော့အများအကျိုးရှိမယ့်ကိစ္စတွေကိုလုပ်နိုင်တယ်အများအကျိုးကိုဆောင်ရွက်နေတဲ့သူဟာဆောင်ရွက်နေတဲ့သူဖြစ်ရတာဝန်တာစရာသိကောင်းပါလေကိုယ်ဘဝကိုကျင့်တတ်မှုပိုရချင်ရင်တတ်နိုင်တဲ့လောက်အများအကျိုးကိုဆောင်ရွက်ပါအဒီနေတဲ့သူဉာဏ်ပညာနေတဲ့သူကတော့ပစ္စည်းရှိလေမာနကြီးလေယာတုတက်လေမာနတက်လေဖြစ်ပြီးတော့ငါလောက်တိုင်းဖြစ်တယ်ငါလောက်မှဖြစ်တယ်ငါသိတယ်ငါတတ်တယ်ငါလောက်သူများတွေမသိဘူးမတတ်ဘူးငါဘသူ့ကိုရေးဆိုင်နေအောင်မှလဲနောက်ကိုဆရာလာမလုပ်နဲ့စသည်ဖြင့်စိတ်ကြီးဝင်မာနကြီးပြီးတော့အမှားတွေလုံးမိတတ်တယ်ဒီနေ့မှာကိုယ်အမှားကြောင့်ကိုယ်ဒုက္ခရောက်ရမယ်မြင့်မြတ်တဲ့စိတ်ဓာတ်ကိုမရနိုင်တော့ဘူးအေးချမ်းကြည်လင်တဲ့စိတ်ဓာတ်ကိုမရနိုင်တော့ဘူးအဲ့ဒါမှအရှုံးကြီးရှုံးတာပဲလူဘဝကိုရတာမြင့်မြတ်တဲ့စိတ်ထားလေးနဲ့မှန်ကန်တဲ့အသိဉာဏ်ရမှသာလူဖြစ်ချုံးတတ်မယ်ယာရုနဲ့ပစ္စည်းဥစ္စာရှိပေမဲ့မြင့်မြတ်တဲ့စိတ်နဲ့သဘောထားလေးနဲ့မှန်ကန်တဲ့အသိဉာဏ်ကိုမရရင်လူဖြစ်ချုံမနှက်ဘူးပြီးတော့တွားကြထိုးတန်တစ်ချောင်းတောင်ယူသွားလို့မရဘူးတဘောဇာလောက်စဉ်းစားတဲ့လူတွေလူဖြစ်ရှုံးတယ်တချို့တဘောဇာတောင်မစဉ်းစားဘူးတနတ်ဇာလောက်စဉ်းစားတယ်ငယ်တော့ကယာရုတွေပစ္စည်းတွေနဲ့ရင်မိုးပြီးတော့ကြီးတဲ့အခါဘဝတိတ်ပဲမဲ့ပြီးစိတ်ရောဂါလိုဘာလိုဖြစ်နေတဲ့လူတွေတော်တော်များပါတယ်ယာရုတွေပစ္စည်းတွေရှိပြီးမိသားစုဆက်ဆံရေးမှာမရိုးသားလို့သစ္စာမရှိလို့အိမ်တော်ရင်းမှာစိတ်ချမ်းသာမှုမရတဲ့လူတွေအများကြီးရှိပါတယ်ယာရုကြီးလေဖော်ကောင်းမိတ်ဆွေကောင်းနဲ့လေဖြစ်တတ်တယ်မြောက်ပင်ပြီးတော့ပေါင်းမဲ့သူတွေတော့များပါတယ်မမှန်ကန်ကန်လေးဆဆပြောမဲ့သူရှားတယ်ဒါကြောင့်အောက်ခြေလွတ်ပြီးကျောင်းနေကြီးမထီတော့ပဲအမားတွေကိုမှန်ထင်ပြီးလုံးမိတတ်တယ်ယာရုကြီးလေအမှန်တိုင်းရိုးရိုးသားသားလေးဆဆပြောမဲ့မိတ်ဆွေကောင်းရှိဖို့အရေးကြီးလေပဲပစ္စည်းရှိရတွေလည်းထို့တူပါပဲပစ္စည်းဥစ္စာအားကိုးနဲ့ထင်ရလို့တတ်တယ် A lesson is repeated until learned သင်္ကန်းစာတစ်ခုကိုမကျင့်ရင်အဲ့ဒီသင်္ကန်းစာပဲထပ်တွေ့ရမယ်ဆောင်ရွက်မအောင်ရင်အဲ့ဒီအတန်းပဲထပ်နေရအောင်မယ် A lesson will be presented to you in various forms until you have learned it သင်္ကန်းစာမရမချင်းဒီသင်္ကန်းစာရမယ်အခြေအနေကိုပုံစံမျိုးမျိုးနဲ့ထပ်တွေ့ရမယ်ဘဝမှာကြုံနေရတဲ့အခြေအနေမျိုးမှာရတဲ့ယူတဲ့သင်္ကန်းစာကိုယူရမယ်မယူမိရင်မယူမချင်းအဲ့ဒီအခက်အခဲမျိုးထပ်တွေ့ရမယ်ဒီလိုတွေဟာဘဝအတွေ့အကြုံတွေကသင်္ကန်းစာကိုမယူကြဘူးကြုံနေကြအခက်အခဲတွေ့နေကြစိတ်ဆင်းရဲမှုတွေကိုထပ်ခါတွေ့ကြုံနေရတယ်နှစ်ပေါင်းများစွာအချိန်ပေါင်းများစွာကြုံနေရပေမဲ့သင်္ကန်းစာမယူဘူးကိုယ့်ဘက်ကပြုပြင်တဲ့တာကိုမပြုပြင်ဘူးငါကကံဆိုးပါတယ်ဆိုပြီးကံကိုပဲပုံချကြတယ်ကံကိုပုံချရဲဆိုတဲ့အဓိပ္ပာယ်ကငါကောင်ကမပြုပြင်ခြင်းဘူးမပြုမြင်နိုင်ဘူးငါကောင်ကတာဝန်မယူခြင်းဘူးငါချွေးရင်ဟာငါတာဝန်မဟုတ်ဘူးလို့ဆိုတာနဲ့အတူတူပဲပြုပြင်ခြင်းနဲ့ဆန္ဒရှိရင်ပြုပြင်လို့ရပါတယ်တပည့်လေးတယောက်ကြောင့်မကြားခင်ကဖြစ်ခဲ့တဲ့ကိစ္စတခုပြောပြအောင်မယ်အဲ့ဒီတပည့်လေးကပညာတတ်ဘွဲ့ရပစ္စည်းဥစ္စာလည်းပြည့်စုံတယ်သူ့မှာအင်းရှိတယ်ကားရှိတယ်သူကစာဖတ်ဝါနာလည်းပါတော့စာကြည့်ရကြည့်တစ်ခုမှသွားပြီးတော့စာဖတ်လိုက်ရှိတယ်ဒီနေ့တော့သူဖတ်နေတဲ့စာကိုသိတဲ့ဘောကြနေတယ်အပိုင်လိုချင်တယ်အဲ့ဒီစာကဝယ်လို့လည်းမရနိုင်ဘူးအဲ့တော့ဘယ်သူမှမသိအောင်အဲ့ဒီစာကိုသူယူခဲ့တယ်စာကိုယူခဲ့ပြီးတော့သူကားမောင်းပြီးအိမ်ပြန်လာတော့လမ်းမှာကားတိုက်မလို့နှစ်ကြိမ်ကြုံရတယ်ဘာဖြစ်လို့လဲဆိုတော့သူစိတ်ဟာရရခတ်နေတယ်မတည်ငြိမ်ဘူးမအေးချမ်းတော့ဘူးစိတ်ကကားမောင်းနေတဲ့အချိန်ဒီမှာမရှိဘူးတွေးဝေးနေတယ်ဒီလိုနဲ့ပဲတန်းနေလောက်တတိထားပြီးတော့ကားကိုမောင်းပြီးအိမ်ရောက်လာတယ်အိမ်ရောက်တော့အဲ့ဒီစာကိုဇွဲပေါ်မှာတင်ထားလိုက်တယ်ဖတ်ဖို့အချိန်ရတဲ့အခါအဲ့ဒီစာကိုသူဖတ်တယ်အပြင်သွားကြရှိတဲ့အခါသွားတယ်သူပုံမလေးလေးပြောပြတာက
အပြင်ကပြန်လာတဲ့အခါသူ့ခန်းထဲကိုသူဝင်လိုက်လို့စပွဲပေါ်တင်ထားတဲ့စားကိုမြင်လိုက်ရရင်သူတုံသွားတယ်တဲ့သူချောက်ချသွားတယ်စိတ်တည်ငြိမ်မှုစိတ်အေးချမ်းမှုကိုမရဘူးဒါစာကြည့်တိုက်ကစားဘယ်သူမှမသိအောင်ခိုးယူလာတာကိုအဲ့တော့စားကသူ့ကိုချောက်လာနေတယ်သူ့ကိုယ်သူလေးစားလို့မရတော့ဘူးကိုလေးစားမှုမရှိတော့တာကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်ကိုသူများမလေးစားတာကဒါတော့မဆိုးသေးဘူးဒီစားကိုမြင်ရတိုင်းစားကချောက်လာနေတယ်လို့ဖြစ်နေတယ်စားကသူ့ကိုပြောနေတယ်လို့ပဲမင်းငါ့ကိုမပိုင်ဘူးမင်းငါ့ကိုခိုးလာတာမင်းမတရားဘူးမင်းမယိုသားဘူးဒါမလုပ်ထိုက်ဘူးအဲ့ဒီလိုသူ့စိတ်ကသူ့ကိုပြောနေတယ်တဲ့ကိုယ်စိတ်ကိုကြည့်တတ်ရင်တရားတယ်မတရားဘူးဆိုတာတွေ့နိုင်ပါလေလူတိုင်းရဲ့စိတ်ထဲမှာအင်မတန်မျှတတဲ့ဘက်မလိုက်တဲ့အမှန်တိုင်းဆုံးဖြတ်နိုင်တဲ့တရားသူကြီးတယောက်ရှိတယ်သူ့ကိုညာလို့မရဘူးဒီတပည့်လေးဟာစိုးတွန်းနေတဲ့သူမဟုတ်ပါဘူးသူတော်တော်လေးထင်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 းနေတဲ့သူဖြစ်ပါတယ်တရားထုတ်တာလဲဝါသနာပါတယ်နေ့စဉ်တရားထုတ်တယ်သူ့စိတ်ကိုသူတတ်နေလောက်တီးပြီးနေလေးရှိတယ်အဲ့ဒီလိုနေတတ်လို့လဲသူ့စိတ်ထဲမှာဖြစ်နေတဲ့ခြောက်ချမ်းမှုမငြင်းချမ်းမှုတွေကိုသိနေတာဒီလိုသိနေတာကြာတော့ဒီစိတ်ပင်မမှုကိုမခံနိုင်တော့ဘူးမခံချင်တော့ဘူးဘယ်သူမှမသိပေမဲ့ကိုယ့်အကူတော့သိနေတယ်အကောင်းဆုံးကတော့စိတ်ငြိမ်းချမ်းမှုပြန်ရအောင်လုပ်မှဖြစ်တော့မယ်အဲ့ဒါနဲ့အဲ့ဒီစာကိုစာကူးဆက်မှာတွားကူးပြီးတော့မူရင်းစာကိုစာကြည့်တိုင်းမှာပြန်ထားလိုက်တယ်ပြန်ထားပြီးမှသူ့စိတ်ကငြိမ်းချမ်းသွားတယ်အဲ့ဒီခါမှာသူဆုံးဖြတ်ချက်ချလိုက်တယ်နောက်အခါဘယ်တော့မှသူတော်ပစ္စည်းကိုမပေးပဲမယူတော့ဘူးအဲ့ဒါကိုလည်းသူပုံမှန်လေးဖွင့်ပြောတယ်မမှားတဲ့သူမရှိပါဘူးဒါပေမဲ့မှားတဲ့ထဲကသင်္ကန်းစာယူပြီးတော့ဒီအမှားမျိုးနောက်ထပ်မမှားရအောင်ကြိုးစားဖို့ပဲအရေးကြီးတယ်အမှားများလေဒုက္ခများလေပဲအမှားတွေကပညာရပြီးတော့ပြုပြင်သွားလေလေပညာဉာဏ်ကြီးလေလေပဲဒီတော့လေးဟာအမှတ်တမဲ့မနေလို့သူစိတ်ထဲမှာဖြစ်နေတာကိုသူသိနေလို့ပြုပြင်နေတော့တာပါတတိယမိနစ်တိုင်ရင်လောဘကပဲကြီးစိုးပြီးတော့ထပ်ထပ်မှန်းနေဦးမယ် When you have learned it you can then go on to the next lesson ဒီကတခုကိုတတိချာချာနားလည်ပြီးသဘောပေါက်သွားပြီးကျင့်ရသွားပြီးဆိုရင်နောက်သင်္ကန်းစာတစ်ခုကိုတက်ရပြီတရားအောင်သွားရင်နောက်တရားတက်ရပြီပို့ပြီးတော့အရှင်းမြင့်တဲ့ပိုနဲ့နေတဲ့ညာရဖို့အခြေအနေနဲ့တွေ့ရပြီကောင်းတယ်လို့သိလိုက်ရတာတစ်ခုကိုချက်ချင်းလက်တွေ့လုပ်လိုက်ရင်နောက်ထပ်အသိဉာဏ်တွေထွက်လာမယ်မလုပ်ဘဲနေလိုက်ရင်နောက်ထပ်မသိနိုင်တော့ဘူး Learning lessons does not end ပညာသင်တာဟာအဆုံးမရှိဘူးသင်္ကန်းစာယူစရာဆိုတာအမြဲရှိတယ်ဒီတဲ့နေ့ထိပညာတွေသင်္ကန်းစာတွေစီးပူးလေ့လာရမှာပဲဒါကြောင့်ဒီတတိပဋ္ဌာန်တရားအထောက်ရမှာလဲအချိန်ပိုင်းခြားအကန့်အသတ်မထားပဲမိုးတဲ့အချိန်ကနေအိပ်ပျော်သွားတဲ့အချိန်ထိအတတ်နိုင်ဆုံးစူးစမ်းပြီးတော့တတိကပ်ပြီးနေတဲ့အလေးချိန်ကိုလုပ်ကျင်တယ်တတိလက်လို့ဖြစ်သွားတာနဲ့မောဟဖြစ်နေမယ်မောဟဖြစ်နေရင်အသိဉာဏ်မဖြစ်နိုင်ဘူးသင်္ကန်းစာတွေမရနိုင်ဘူးဘယ်လောက်ကြည့်ရချက်ထားတယ်လဲဆိုရင်အသက်ဘယ်လောက်ရှိရှိနေရဒီခါนี้နောက်ဆုံးစက္ကန့်အထိတတိနဲ့နေမယ်လို့အဲ့လိုရချက်ထားတယ်ခန္ဓာမှာဖြစ်နေတာစိတ်မှာဖြစ်နေတာတွေကိုတီးပြီးနေမယ်ဖြစ်နေတာတွေအားလုံးဟာသဘောတရားတွေအနတ္တတရားတွေမမြဲဘူးကျင့်ရစရာတွေမဟုတ်ဘူးဒီလိုသဘောတွေကိုအသိဉာဏ်နဲ့တီးပြီးနေမယ်အဲ့လိုသိနေရင်နေရင်ပဲတည်မယ်လို့ရချက်ထားတယ်ကြောက်ပြီးတော့အားငယ်ပြီးတော့တရားတာမကောင်းဘူးဘဝဟာအကောင်းဆုံးစာအုပ်ဖြစ်တယ်ခန္ဓာဟာအကောင်းဆုံးစာအုပ်ဖြစ်တယ်စိတ်ဟာအကောင်းဆုံးစာအုပ်ဖြစ်တယ်တကယ်လေးနဲ့တဲ့အသိဉာဏ်ကိုဘဝထဲကပဲရနိုင်တယ်ဒီနေ့ငါဘယ်လိုအသိဉာဏ်မျိုးရလိုက်တယ်လဲဆိုတာနေ့စဉ်မေးတင်တယ်ဘာအသိဉာဏ်မှတိုးမလာပဲတနေ့တာကုန်သွားတာစားလိုက်တောက်လိုက်ငိုလိုက်ရဲလိုက်နဲ့တနေ့တာကုန်သွားတာတစ်ချေတိတ်မကိုက်ဘူးမပြောကြအမှန်ကောင်းတယ်ဒီနေ့ကုန်သွားလို့ဒီနေ့ကုန်သွားလို့တေဖို့တည်းရနီးလာတာကလွဲလို့ဘာမှထူးခြားမှုမရှိဘူးညအိယာဝင်တဲ့အခါမှာလဲအိမ်မပြောသေးခင်မှာတတိကပြီးတော့ခန္ဓာမှာဖြစ်နေတာစိတ်မှာဖြစ်နေတာကိုသိပြီးတော့အိတ်ဖြစ်နေစိတ်ကိုအေးချမ်းကြည်လင်အောင်ထားပြီးတော့ငြိမ်းချမ်းတဲ့စိတ်နဲ့အိတ်ဖြစ်နေဘုလိုချင်းလဲတခြားဘာမှပူပင်တော့ကဖြစ်เสียတွေကိုမတွေးပဲချက်ချင်းတရားရှိမှပြီးတော့တတိနဲ့နေတင်တယ်ငြိမ်းချမ်းတဲ့စိတ်နဲ့တဏိတာကိုစရတာကောင်းတယ်အဲဒီလိုနေ့စဉ်အချိန်ကြီးနေရမည်
တတိကပြီးတော့နေတဲ့အလေးချင်းကိုကြိုးကြိုးဆဆစိတ်ပါလက်ပါလုပ်ကြည့်ပါ။နှစ်နှစ်သုံးနှစ်လောက်လုပ်ကြည့်ရင်ပဲစိတ်ဓာတ်ကောအသိဉာဏ်ပါလေးနဲ့တက်သူရင်းချက်တက်သူသဘောထားမှန်တဲ့သူသဘောထားကြီးတဲ့သူဖြစ်လာမယ်။ဘဝကိုအလေးမရှိရှိကြည်ရင်ကနေနေတဲ့သူဖြစ်လာမယ်။တတိနဲ့နေတဲ့အချင်းရသွားရင်တတိမပါညာမပါပဲပေါ့ပေါ့နေပေါ့ပေါ့စားနေတာမျိုးမနေနိုင်တော့ဘူး။အသက်ကြီးရငယ်လာနဲ့မဆိုင်ဘူး။တချို့အသက်ငယ်ငယ်ကြီး20ပတ်ဝန်းကျင်လောက်ပဲရှိသေးတယ်။ဝါနာပါလို့အချိန်ရတဲ့လောက်ကြိုးစားအားထုတ်လာတော့ဒီလိုချာစိတ်နေသဘောထားတွေးခေါ်အမျော်မြင်မြင့်မားလေးနဲ့လာတာတွေ့ရတယ်။လူကြီးဆန်းလာတယ်။လွယ်မဲ့လက်ကိုစိတ်ပါလက်ပါလုပ်တယ်။ခိုးတာကတ်တာပြင်းတာမရှိဘူး။မြင်ကောင်းကြားကောင်းယုံဟန်ပြလို့မျိုးမလုပ်ဘူး။တကယ်တန်ဖိုးထားတာကိုစိတ်ရောကိုပါအားသွန်ခွန်ဆိုင်လုပ်တယ်။ဒါမှမဆိုအေးအေးဆေးဆေးလေးလေးနဲ့စဉ်းစားပြီးအထက်ထပ်သုံးသပ်ပြီးလို့လေးရှိတယ်။ဒီတစ်ဖြင့်အရေးကြီးတဲ့ကိစ္စဆိုရင်ကြိုကြိုတင်တင်ချင်းယူပြီးစဉ်းစားတယ်။ပြင်ဆင်တယ်။တခါတလေချွတ်ချော်သွားတာလွယ်မှားသွားတာရှိရင်လည်းတတိရှိနေလို့မှန်မှန်စောစောတည်ပြီးချက်ချင်းပြန်ပြင်နိုင်တယ်။ရေးကြည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုရမယ်ဆိုရင်ဘယ်လိုပြောမယ်ဘယ်လိုစကားလုံးသုံးမယ်စသဖြင့်ကြိုတင်တွေးပြီးပြင်ဆင်ထားတယ်။စကားတစ်ခုပြောမယ်ဆိုရင်စိတ်ထဲမှာနှစ်ခါလောက်ပြောကြည့်ပြီးမှတင့်တော်မှပြောမယ်။အဲ့ဒါလို့အရာရာတိုင်းကိုတတိနဲ့လုပ်လို့ရှိတယ်။တတိနဲ့နေတဲ့သူဖို့ဒါအကြာကြီးစဉ်းစားမနေရပါဘူး။စက္ကန့်ပိုင်းနဲ့ပြီးပါတယ်။ဒီလိုလောက်တပြောတတ်တဲ့သူကိုအားလုံးကတဖြည်းဖြည်းပိုပြီးလေးစားလာတယ်။ဒါကြောင့်ကိုယ့်ကိုအများကလေးစားတာကိုလိုလားရင်တတိနဲ့ဉာဏ်နဲ့ရှင်ပြီးတော့ပြောပါလုပ်ပါဒီလိုနဲ့သွားရင်သူတစ်ပါးရဲ့လေးစားမှုကိုရရုံမကပါဘူးကိုယ့်ကိုယ်လေးစားမှုလည်းတိုးလာတယ်အဲ့ဒါပူတောင်ရေးကြည့်ပါလေတချို့ကအဲ့ဒါကိုထက်မစဉ်းစားကြဘူးကိုယ်ပတ်ဝန်းကျင်ကလူတွေကိုယ်ကိုအထင်ကြီးအောင်လုပ်တတ်ကြတယ်အထင်သေးမှာကိုသိကြောက်ကြတယ်အထင်ကြီးတယ်ဆိုတာဟုတ်တာတဲ့ပိုးပြီးထင်နေတာအထင်သေးတယ်ဆိုတာလည်းဟုတ်တာအောက်ရော့ထင်နေတာအခုစလုံးဟာအမှန်မဟုတ်ဘူးတခြားကိုယ့်ကိုယ်ကိုလေးစားမှုတိုးနေအောင်နေသွားနိုင်မှသာကိုယ့်ဘဝကိုအားရခြင်းနဲ့မယ်သူများချင်းအထင်ကြီးတာအထင်သေးတာတိတ်ရေးမကြီးလာဘူးသူတို့စိတ်ထဲမှာခဏပေါ်လာတဲ့အတွေးတစ်ခုပါပဲလွန်ခဲ့တဲ့5-6ရက်လောက်ကတပည့်လေးတယောက်ရောက်လာပြီးတော့သူ့ဘဝထဲမှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးသူခံစားရတာသိရတာကိုပြောပြတယ်သူကလည်းတရားဝါနာပါလို့ဖြစ်တယ်ခဏလောက်သွားရင်လာရင်လှုပ်ရင်ကန်ရင်ပြောရင်ဆိုရင်သူ့စိတ်ထဲဖြစ်ပေါ်နေတာကိုသတိထားလေးရှိတယ်သူကငါးပါးတိလကိုလည်းအတတ်နိုင်ဆုံးထိန်းသိမ်းတယ်ရိုးသားတယ်ကိုညင်တတ်တယ်ဘေးကလူတန်းတတ်တယ်ဒါပေမဲ့သူစိတ်ထားတစ်ခုကသူအဲ့ဒီလိုတိလနဲ့နေတယ်မဟုတ်တာမမှန်တာမလုပ်ဘူးဆိုတာကိုသူများသိအောင်သူကအများအားကြိုးစားလေးရှိတယ်ကိစ္စဒီစုံတစ်ခုလုပ်တဲ့အခါမှာသူများကမမှန်ကန်တာမရိုးသားတာတွေလုပ်လိုက်တယ်သူကမမှန်ကန်ရိုးသားတာလုပ်လိုက်တယ်ဆိုရင်သူမမှန်ကန်လုပ်တာကိုသူများသိအောင်သူကြိုးစားလေးရှိတယ်သူများမသိလို့ရှိရင်သူနေလို့မရဘူးမနေနိုင်ဘူးအခုနောက်ပိုင်း5-6လလောက်အတွင်းမှာသူတရားကိုတော်တော်လေးကြိုးစားပြီးတော့အားထုတ်တော့သူစိတ်ထားတွေပြောင်းလာပြီးတော့ဘယ်လိုဖြစ်လာလဲဆိုတော့သူကဆိုကောင်းတာလောက်တာကိုသူများသိဖို့မလိုတော့ဘူးဆိုတဲ့စိတ်ဖြစ်လာတယ်သူကပြောတယ်အဲ့ဒီလိုစိတ်မျိုးဖြစ်လာတော့မြတ်ထဲကပို့ပြီးတော့အေးချမ်းလာတယ်လွတ်လပ်လာတယ်ဒီတော့ကကောင်းတာတစ်ခုခုလုပ်ပြီးရင်ဒါကိုအများသိအောင်ပြောရအောင်မယ်တိတကဖြစ်ဖြစ်မသိမသာဖြစ်ဖြစ်သူလိုက်ပြောခြင်းနေတယ်မပြောရသေးရင်နေမကြည့်ထိုင်မကြည့်ဖြစ်နေအခုတော့လုတ်တယ်လုတ်ထိုက်တာကိုသူလုတ်တယ်သူများသိတာမသိတာအရေးမကြီးတော့ဘူးသူကပြောတယ်အဲ့ဒီလိုစိတ်မျိုးဖြစ်လာတော့မြတ်ထဲကပို့ပြီးတော့အေးချမ်းလာတယ်လွတ်လပ်လာတယ်ဒီတော့ကကောင်းတာတစ်ခုခုလုပ်ပြီးရင်ဒါကိုအများသိအောင်ပြောရအောင်မယ်တိတကဖြစ်ဖြစ်မသိမသာဖြစ်ဖြစ်သူလိုက်ပြောခြင်းနေတယ်မပြောရသေးရင်နေမကြည့်ထိုင်မကြည့်ဖြစ်နေအခုတော့လုတ်တယ်လုတ်ထိုက်တာကိုသူလုတ်တယ်သူများသိတာမသိတာအရေးမကြီးတော့ဘူးကိုကကောင်းတာတစ်ခုကိုလုပ်ပြီးတော့လူသိခံကျင်တာကိုကဒုက္ခကြီးတစ်ခုပါဒါလည်းလောဘတစ်မျိုးပဲနော်မာနလို့လည်းဆိုနိုင်တယ်ကိုယ်ကုံကိုပေါ်လင်းခြင်းတာသူများသိစေခြင်းတာသူများတွေငါလိုမလုပ်နိုင်ဘူးငါသူများတက်သားတယ်ဆိုတဲ့မာနပါတယ်အခုတော့ကိုကောင်းတာလို့တာသူများသိသိဖြစ်စေမသိသိဖြစ်စေအရေးမကြီးဘူးဆိုတော့လွတ်လပ်သွားတယ်အေးချမ်းသွားတယ်သူများမသိမှစိုးနေရင်မအေးချမ်းဘူးလိုက်ပြောနေပြန်ရင်လည်းကြွားတယ်လို့ပြောခံမှစိုးရတယ်ကိုကကောင်းတာလို့တာကိုသူများအထင်ကြီးစေခြင်းလို့တာလားဒါကိုသေးသေးချာချာမင်းရမယ်သူများအထင်ကြီးတာခါဖို့လို့တာဆိုရင်တော့လုံနေရင်ကိုစိတ်ကဆင်းရဲနေမှာပဲ
ကောင်းတာကိုလုပ်ရင်နဲ့ပဲသိစင်းရဲ့နေရာဥမှာပဲလွတ်လပ်တဲ့စိတ်နဲ့ရိုးသားတဲ့စေတနာနဲ့ကောင်းတာကိုလုပ်နိုင်မှစိတ်ချမ်းသာမယ်စိတ်ဓာတ်နဲ့အသိဉာဏ်ရင့်ကျက်မှုအတွက်အထောက်ပံ့ဖြစ်မယ်ဂုဏ်ကိုလိုချင်လို့လုပ်ရင်တော့စိတ်ဓာတ်အသိဉာဏ်ရင့်ကျက်မှုကိုမရနိုင်ဘူးဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်နေတုန်းမှာလဲကိုယ်စိတ်ထားနဲ့မျှော်လင့်ချက်ကိုသိနေအောင်ကြည့်တတ်တဲ့လေ့ကျင့်လုပ်တဲ့တရားထုတ်တဲ့သူကဒါကိုလေးလေးနက်နက်သတိထားတဲ့ငါလုပ်တဲ့အလုပ်ဟာလွတ်လပ်တဲ့စိတ်နဲ့လုပ်တာလားအနှောင်အဖွဲ့ခံနေရတဲ့စိတ်နဲ့လုပ်တာလား There is no part of life that does not contain its lessons ဘာမှသင်္ကန်းစာယူစရာမရှိတဲ့အချိန်ခါရွယ်အသက်ပိုင်းခြားဆိုတာမရှိဘူးနေတော့ကလည်းယူတဲ့သင်္ကန်းစာတွေယူခဲ့ရတယ်အရွယ်အလတ်ပိုင်းမှာလည်းပဲယူတဲ့သင်္ကန်းစာတွေကရှိနေတာပဲအသက်ကြီးသွားတဲ့အရွယ်မှာလည်းသင်္ကန်းစာယူစရာတွေဟာရှိသေးတာပဲငါအသက်ကြီးပြီးအတွေ့အကြုံများပြီးပညာဗဟုသုတတွေပြည့်စုံပြီးနောက်ထပ်ပညာရစရာသင်္ကန်းစာယူစရာမရှိတော့ပါဘူးဆိုတာမရှိပါဘူးဘဝအခြေအနေတွေအမြဲပြောင်းသွားနေတာဖြစ်လို့အတိအမြင်အသစ်တွေအမြဲတမ်းရမှဖြစ်မယ်သောတန်တရားတွေဟာသင်္ကန်းစာတွေပဲကောင်းတာလည်းသင်္ကန်းစာပဲဆိုးတာလည်းသင်္ကန်းစာပဲနေကလောကဓာတ်ကတစ်မျိုးကြီးတဲ့အခါအိုတဲ့အခါတွေ့ရတဲ့လောကဓာတ်ကတစ်မျိုးစီတခြားစီပဲ If you are alive there are lessons to be learned အသက်ရှင်နေသင်္ကန်းစာယူစရာတွေရှိနေသေးတာပဲ There is no better than here ဟိုနေရာဟာဒီနေရာထက်ပိုမကောင်းဘူးအနာဂတ်ဟာပြစ္ဆုတ်ပံထက်ပိုမကောင်းဘူးဒီမှာအချိန်ရွှေ့တတ်တဲ့အချိန်ရှိတယ်အခုတရားမထုတ်သေးဘူးအခုအဆင်မပြေသေးဘူးနောက်မှအဆင်ပြေတဲ့အခါအထုတ်မယ်ဒရိုက်တောက်ကပြောတယ်ဒီလိုကလုပ်ရင်အပြတ်လုပ်ချင်တာဒါကြောင့်ပင်စင်ယူပြီးမှရဟန်းပြီးတော့တော်တယ်မှာအပြတ်တရားချင်တယ်အခုတော့လုပ်လဲတကယ်ထိထိရောက်လုပ်နိုင်မှာမဟုတ်လို့မလုပ်သေးဘူးသူကအဲ့လိုပြောတယ်သူပြောတဲ့အချိန်ထိအောင်နေရဖို့တေးကြသလားနေရရင်တောင်တကယ်လုပ်နိုင်တဲ့အချိန်နေရှိပါမလားမပြောနိုင်အခုလုပ်နိုင်တယ်လို့လုပ်နေတဲ့သူဟာနောက်ခါအချိန်နေပိုကောင်းရင်ပိုလုပ်မှာပဲအခုမလုပ်ပဲအပြောကြီးနေတာဟာမလုပ်ချင်တာကိုဖုံးတဲ့နည်းတစ်မျိုးပဲဒါကြောင့်ပြစ္ဆုတ်ပံတန်ဖိုးအရှိဆုံးပါအနာဂတ်ကိုမျှော်ပြီးပြစ္ဆုတ်ပံကိုမဖြုံးသင့်ဘူး A bird in the hand is worth two in the bush လက်ထက်မှာရှိတဲ့ငှက်တစ်ကောင်ဟာခြုံတွေကငှက်နှစ်ကောင်လောက်တန်တယ်လက်ထက်မှာရှိနေတဲ့ငှက်ဟာခြုံထဲကငှက်နှစ်ကောင်လောက်တန်တယ်ဆိုတာကလက်ရှိကပူပြီးတန်ဖိုးရှိပါတယ် When your there has become a here you will simply obtain another there that will again look better than the here တင်မျောလင်းတဲ့အနာဂတ်ဟာပြစ္ဆုတ်ပံဖြစ်လာတဲ့အခါတဲ့မှာအဲ့ဒီပြစ္ဆုတ်ပံထက်ပိုကောင်းတယ်လို့ထင်ရတဲ့နောက်ထပ်အနာဂတ်တစ်ခုရအောင်မှာပဲမျောနေတာကဆုံးမှာမဟုတ်တော့ဘူးလက်ရှိကိုအကောင်းဝင်ထင်တတ်တာလူတစ်ပါးပါပဲဒါကြောင့်အချိန်ရွှေ့နေတာနေရာရွေးနေတာတွေလုံးမနေတော့ပဲအခုချိန်အခုနေရာမှာပဲရတဲ့လောက်တရားထုတ်ပါတတိနဲ့နေပါကိုယ်စိတ်ကိုသိနေပါမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့မဟာသတိပဋ္ဌာန်တုတ်ကိုတကယ်တဘောပေါက်တဲ့သူဆိုရင်အချိန်မရွေးတော့ဘူးအချိန်မရွေးနေရာမရွေးအားထုတ်လို့ဖြစ်တယ်ဆိုတာသိမယ်စကားပြောရင်တောင်တရားထုတ်လို့ရတယ်အလေးချင်းပဲလိုပါတယ်ပြောဖို့ထက်ဘဝကိုအဓိပ္ပာယ်ရှိရှိနေဖို့ကပိုအရေးကြီးပါတယ်အဓိပ္ပာယ်ရှိရှိနေနိုင်တဲ့သူဟာဘဝကိုကျင့်တတ်မှုပိုရပါတယ်ကျင့်တတ်မှုဟာလေးနဲ့တဲ့ပျော်ရွှင်မှုတစ်မျိုးပါပဲပျော်ဖို့တက်တက်ကိုဦးစားပေးတဲ့သူများမှာလေးနဲ့မှုမရှိဘူးမကြခင်စိတ်ဆင်းရဲမှုနဲ့ကြုံရမယ်ပျော်တာကိုအဓိကကျတဲ့အလုပ်ကြီးတစ်ခုအနေနဲ့မလုပ်သင့်ဘူးပျော်ဖို့တမင်ကြိုးစားလေပျော်ဖို့မလွယ်လေပါပဲပျော်ဖို့ဦးစားပေးကြတဲ့သူတွေဘဝတတ်တယ်မကောင်းတာတွေ့ရတယ်အဓိပ္ပာယ်ရှိရှိနေခြင်းအမြဲတမ်းတတိနဲ့နေပါတတိနဲ့နေတဲ့သူတတိနဲ့လုပ်တဲ့သူတတိနဲ့ပြောတဲ့သူအတွက်အရာရာတိုင်းဟာအဓိပ္ပာယ်ရှိပါတယ် Others are merely mirrors of you သူတစ်ပါးဟာတည့်ရဲ့မှန်နေပါပဲလူဘဝကိုတွားတော့မြင်သူကိုမှားနေတာနော်လူဘဝရောက်ရင်လူတွေနဲ့နေရမယ်လူတွေကိုဘယ်လိုသဘောထားမလဲလူတွေကိုမှန်လို့သဘောထားပါမှန်လို့ဘာဖြစ်လို့ကြည့်ရတာလဲကိုယ်မျက်နှာမှာဘာများချွင်းချက်ရှိတယ်လဲဆိုတာမြင်ခြင်းလို့မြင်ရင်ပြင်နိုင်တယ်
သူတစ်ပါးမှာအမားတစ်ခုခုချင်းရက်တစ်ခုခုညာတွေ့တဲ့အခါကိုမျက်နာကိုမှန်ထဲကြည့်နေလို့သဘောထားပါအဲ့ဒီအမှားမျိုးချင်းရက်မျိုးကိုမှလည်းရှိနိုင်တယ်မြင်အောင်ကြည့်ပြီးပြုပြင်လိုက်တာကိုအတွက်အကျိုးအများဆုံးလို့ပဲကိုအမှားကိုချင်းရက်ကိုမမြင်ပဲမပြင်ပဲသူတစ်ပါးအမှားကိုလိုက်ကြည့်ပြီးအပြစ်တင်နေတာအကျိုးမရှိများကိုကြည့်ပြီးတော့သူကမာနကြီးလိုက်တာအဲ့လိုအပြစ်တင်တတ်တယ်ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်ပါငါကောမာနမကြီးဘူးလားမာနဆိုတာအင်မတန်တိမ်မွေ့တယ်ပစ္စည်းကြောင့်လည်းမာနကြီးတတ်တယ်ယာတုအဆင့်မြင့်မှလို့လည်းမာနကြီးတတ်တယ်ပညာအဆင့်မြင့်မှလို့လည်းမာနကြီးတတ်တယ်တချို့တော့ဘာမှမရှိပဲလေမာနကြီးနေတတ်တယ်တရားအထုတ်တဲ့သူတွေတောင်ငါတို့ကတရားအထုတ်တာဘယ်လောက်ကြာပြီရိတ်တာမှာဘယ်နှခါတရားပတ်ဝင်ဘူးတယ်ဆရာတော်တွေနဲ့ဆရာရင်တကရင်စသဖြင့်ကိုယ့်ကိုယ်ကိုသူများတက်တာလဲဆိုတဲ့အတွေ့နဲ့အထက်စီးကနေဆက်ဆံတတ်တယ်တချို့ယောဂဖြစ်လို့ဆေးတောက်တာမှတောင်ငါယောဂကဒေါဒနန်ဆေးနဲ့မရဘူးဒါကအင်္ဂလန်ကနေပို့ပြီးလို့ဒီမှာဝယ်လို့တောင်းမရဘူးဆေးချင်းတောင်ပြန်လိုက်သေးတယ်ယောဂချင်းပြန်သေးတယ်တနည်းနည်းနဲ့သူများတက်တာချင်းတယ်တို့မဟုတ်ရင်ငါကဘယ်သူမှကိမဆိုင်ဘူးအထင်မကြီးဘူးဆိုတဲ့အပြောမျိုးနဲ့မာနကြီးနေတတ်တယ်ဒါကြောင့်သူများတွေမာနကြီးတဲ့အပြောဆိုအပြုမှုတွေလုပ်တာတွေ့တဲ့အခါအပြစ်တင်မစောပဲနဲ့ငါလည်းမာနရှိတာပဲတတိထားပြီးတတိချာချာကြည့်ကြည့်မယ်ဆိုတဲ့စိတ်မျိုးမွေးတာပို့ပြီးရင့်ကျက်တဲ့သဘောထားဖြစ်ပါတယ်သူများကိုကြည့်ပြီးတော့လောဘကြည့်လိုက်တာလို့လည်းအပြစ်တင်တတ်တယ်သူကိုလောဘရှိကြတာပဲလောဘကင်းဖို့ဆိုတာမလွယ်ပါဘူးအင်မတန်တိမ်မွေ့တဲ့လောဘတွေရှိတယ်လောဘမှန်တောင်မသိနိုင်လောက်အောင်တိမ်မွေ့တယ်အများအကျိုးဆောင်ရွက်တာမှတောင်ကိုယ့်အတွက်ဂုဏ်ရှိဖို့နေရာရဖို့ဦးစားပေးခံရဖို့အာဏာတစ်မျိုးပါဝါတစ်မျိုးရဖို့ဆိုတာတွေပါနေတတ်တယ်လောဘနဲ့တယ်လောဘမရှိဘူးလို့လူအထင်ကြီးခံကျင်တာလဲလောဘတစ်မျိုးပဲသူများမှာကောင်းတဲ့ဂုဏ်ကောင်းတဲ့အရေးချင်းတွေ့ရင်ငါမှလည်းကောင်းတဲ့ဂုဏ်ကောင်းတဲ့အရေးချင်းတွေရှိတယ်ဆိုပြီးမြင်အောင်ကြည့်ရမယ်ကောင်းတဲ့ထက်ကောင်းအောင်ကြိုးစားရမယ်တခါတလေဖြစ်တတ်တာတစ်ခုရှိတယ်ကိုယ့်အပြစ်ကိုလက်မခံနိုင်ရင်ဖုံးထားရင်အဲ့ဒီအပြစ်မျိုးသူများမှာတွေ့တဲ့အခါပို့ပြီးအပြစ်တင်တတ်တယ်ဒါကြောင့်သူများကိုအကြောင်းတစ်ခုခုကြောင့်အပြစ်တင်တာလွန်ကဲလာရင်အဲ့ဒီအပြစ်မျိုးကိုမှလည်းရှိလို့လက်မခံခြင်းလို့ဖုံးထားလို့ဆိုတာရိုးရိုးသားသားတတ်တိရှိရှိကြည့်ဖို့လိုတယ်ကိုကတကယ်မာနနဲ့မာနမရှိသူများမာနကြည့်တာကိုအပြင်းထန်အပြစ်တင်မနေသင့်ဘူးကိုကတကယ်လောဘနဲ့လောဘမရှိရင်သူများလောဘကြည့်တာကိုအပြင်းထန်အပြစ်တင်မနေဘူးသူမသိလို့သူ့မာနသူ့လောဘသူ့ဒေါသကသူ့ကိုနှိမ့်ဆက်နေပါလားလို့မြင်ပြီးတော့တိမ်မွေ့တဲ့နည်းနဲ့သူမြင်လာအောင်ညွှန်ပြပေးမယ်ပုဂ္ဂိုလ်ရေးရှုံးချတာအပြစ်တင်တာတော့မလုပ်ဘူးလောဘဒေါသမောဟမာနအစရှိတဲ့သဘာဝတရားတွေကိုအနတ္တအနေနဲ့မြင်တတ်ရင်ဘယ်သူကိုမှအပြစ်တင်ကြရမရှိဘူးမြင်အောင်ကြည့်ဖို့ပဲရည်ကြီးတယ်သူမာနဖြစ်ဖြစ်ကိုယ်မာနဖြစ်ဖြစ်မာနဟာမာနပါပဲအတူတူပဲတချို့လူတွေဟာသူများလှုပ်လို့ရှားလို့ရနေတာကိုကြည့်ပြီးတော့အလကားလောဘကြီးတဲ့သူတွေသူတို့ကတော့ငါတို့ကတော့ဒါလောက်လောဘဇောတက်ပြီးတော့မလုပ်ဘူးဆိုပြီးကိုယ့်ကိုယ်ကိုမြှောက်ပြောသူများကိုနှိမ်ပြောတတ်တယ်တကယ်တော့ကိုကမရှာတတ်လို့မရနိုင်လို့ပြောကြတာပါရနိုင်ရင်နဲ့မလို့ချင်တဲ့သူဟာနည်းပါတယ်ရနိုင်ရင်လိုချင်တာပဲရေစရာမောစရာလို့ပြောတာတခုကြားဘူးတယ်တကယ်တော့သိမှန်တဲ့စကားပါခန္ဒီစမနိုင်ရတီးခံခြင်းတဘောစမရှိရချိုးကြံခြင်းတဲ့တချို့ကအဲ့ဒီလိုဖြစ်နေတာနော်မနိုင်လို့အရှုံးပေးပြီးတီးခံနေတာကြောက်တာကိုလည်းတီးခံတာလို့အဓိပ္ပာယ်ကောက်နေတာမရှာတတ်လို့မရှိလို့မစားနိုင်မသုံးနိုင်တာကိုပဲတို့ကတော့ရောင်ရဲပါတယ်လို့ပြောနေကြတာချိုးကြံပါတယ်လို့ပြောနေကြတာတကယ်တော့ရှိပါလျက်နဲ့ချိုးကြံရင်ဒါတော်တော်ကောင်းတယ်နိုင်ပါလျက်နဲ့အနိုင်မယူပဲတီးခံရင်တော်တော်ကောင်းတယ်အဲ့လိုပဲနော်သူတစ်ပါးကိုအပြစ်မြင်လို့ရှိရင်အဲ့ဒီအပြစ်မျိုးကိုယ်မှရှာကြည့်ပါရှိနေတတ်တာပဲများပါတယ်သူတစ်ပါးမှာကောင်းတာမြင်လဲအဲ့ဒီလိုကောင်းတာငါမှကောမရှိဘူးလားရှိရင်ကောင်းပါတယ်ကောင်းတဲ့ထက်ကောင်းအောင်ကြိုးစားရမယ်မရှိသေးရင်တော့ရှိလာအောင်ကြိုးစားရမယ် You cannot love or hate something about another person unless it reflects to you something you love or hate in yourself သူဘာကိုမုန်းနေဆိုရင်ငါသူ့ကိုဘာကြောင့်မုန်းတယ်လဲဆိုတာတတိယကြည့်ပါငါသူ့ကိုမုန်းနေရတဲ့အကြောင်းဟာငါမှလည်းရှိတယ်လူတက်ကိုချစ်တယ်ခင်တယ်ဆိုရင်လည်းကြည့်ပါသူ့ကိုငါဘာလို့ချစ်တာလဲ
ဟောသူဟာသဘောထားမျှတတယ်ကောင်းတာကိုကြည့်တတ်တယ်သူတစ်ပါးအကြောင်းကိုယ်ရမှာအတင်းတင်းမပြောတတ်ဘူးစေတနာမှန်မှန်နဲ့ကူညီတတ်တယ်အဲ့ဒီအချင်းမျိုးကိုယ်မှလည်းပြန်ကြည့်ပါငါမှလည်းသူတစ်ပါးကိုကူညီတတ်တဲ့စိတ်စေနာရှိတယ်မျှတတဲ့အမြင်ရှိတယ်သူတစ်ပါးကိုအထင်မသေးဘူးတက်စီကနေမဆက်ဆံဘူးရိုးရိုးသားသားလေးလေးဆဆပွင့်ပွင့်လင်းလင်းဆက်ဆံတယ်အဲ့ဒီလိုဂုဏ်အရေးချင်းမျိုးကိုယ်မှလည်းရှိအောင်ကြိုးစားရမယ် What you make of your life is up to you တင်းဘဝကိုတင်းပဲလို့လုပ်တယ်ဆိုတာတင်းပုံမှာပဲမူတည်ပါတယ်ကိုယ့်ဘဝမှာဆိုးရတွေဖြစ်လာရင်သူတစ်ပါးပေါ်အပြစ်ပုံမချဘူးကိုယ့်ဘဝကောင်းတာမကောင်းတာကိုယ့်ပေါ်မူတည်ပါတယ် You have all the tools and resources you need တင်းမှာလိုအပ်တဲ့လက်နက်ကိရိယာနဲ့ပစ္စည်းရှိနေပါတယ်အရေးချင်းတွေရှိနေပါတယ် What you do with them is up to you the choice is yours အဲ့ဒီလက်နက်ကိရိယာနဲ့အရေးချင်းတွေကိုတင်းပဲလို့အသုံးပြုတယ်လဲဆိုတာတင်းပေါ်မှာပဲမူတည်ပါတယ်တင်းကြိုက်တာရွေးချယ်ခွင့်ရှိတယ်စီးရင်nomadတဲ့မိဘအတိုင်းဝိုင်းထဲမှာမွေးလာရပြီမဲ့တချို့အောင်မြင်ကြီးဘဝအတူထည့်ရောက်သွားကြတာအများကြီးတွေ့ရတယ်တချို့တပည့်လူတွေငင်ကမိဘတွေဆုံးသွားလို့ဦးလေးကမွေးစားခဲ့တယ်ဘုန်းကြီးကျောင်းနေခဲ့ရတယ်အခုနိုင်ငံတက်တူတခုမှသင်္ချာပါမောက္ခဖြစ်နေတယ်နောက်တစ်ယောက်ကတော့ကိုယ်ပိုင်ကုမ္ပဏီလုပ်ငန်းနဲ့အောင်မြင်ကြီးဘဝနေတယ်မာနတိတ်မကြီးကြဘူးတပည့်တော်တို့ကဘုန်းကြီးကျောင်းသားဘဝကတက်လာတဲ့သူပါလို့ပြောတယ်တချို့တော့မိဘတွေချမ်းသာတယ်ယာတို့ကြီးကြီးတွေနဲ့သားသမီးတွေကမကြိုးစားတော့မိဘတွေမရှိကြတော့ဘူးနော်မိဘတွေမရှိကြတော့ဘူးသားသမီးတွေကမကြိုးစားတော့သူတို့မှအသိပညာမလေးနဲ့တော့ကြွားဝါတုံးဖြုံးကြတာနဲ့ချွတ်တဲ့nomadတဲ့ဘဝအချိန်ဒီမှာရောက်နေကြတယ်မိသူမပြုတ်မိမမှုဆိုတဲ့စကားအတိုင်းကိုကမကြိုးစားလို့ဆိုတာပဲသဘောပေါက်တဲ့တယ်ကျောင်းနဲ့တယောက်တူဖို့မလိုဘူးတချို့ပညာရေးဘက်မှာကြီးပွားတယ်တချို့စီးပွားရေးဘက်မှာကြီးပွားတယ်တချို့တရားဘက်မှာကြီးပွားတယ်တချို့အသင့်အဆင်ပြေတယ်ကိုနီးကိုဟန်နဲ့ကိုဘဝကိုအဆင်ပြေအောင်လူပြည့်ကျွမ်းအောင်ကြိုးစားဖို့ပဲလိုတယ် Your answers lie inside you. The answers to your life's questions lie inside you. တင်းဘဝနဲ့ပတ်သက်တဲ့မိဂုဏ်တွေရဲ့အဖြစ်ဟာတင့်အတွင်းမှာပဲရှိပါရဲ့။ပြင်မှာရှာနေဖို့မလိုဘူး။ဒီစကားအင်တာလေးနဲ့တည်းတော့တွေးတဲ့သူကတော့သဘောပေါက်နိုင်မှာမဟုတ်ဘူး။ဒီဘုန်းရဲ့ဆရာတော်ကြီးတစ်ပါးရှိတယ်။တက်တော်ရှိတယ်။ပရိယပฏิပတ်နှမျိုးလုံးမှာနှစ်ပေါင်းများစွာလေးလာပွားများအားထုတ်ခဲ့သူဖြစ်တယ်။တပည့်တွေတရားတော်မတွေလည်းအင်မတန်များတယ်။တပည့်တွေကနေ့စဉ်မိဂုဏ်တွေအမျိုးမျိုးမေးကြတယ်။ဆရာတော်ကြီးကလည်းမေတ္တာကရုဏာကြီးတော့တန်တဲ့လောက်ဖြေပါတယ်။မိဂုဏ်တွေကလည်းစုံတယ်။ကျမ်းမာရေးလူမျိုးရေးဘာသာရေးစသဖြင့်ရေးပေါင်းစုံနဲ့ပတ်သက်တယ်။ဒီနေ့တော့ဆရာတော်ကြီးကမိန့်တော်မူတယ်။တတိပဋ္ဌာန်တရားကိုဒီနေ့ကာလုံးတတိစမအောင်အားထုတ်ပါ။နိုးတဲ့အချိန်ကနေအိပ်ပျော်သွားတဲ့အချိန်ထိတတိကပ်ပြီးနေပါ။တတိကောင်းလာရင်ကိုမေးချင်နေတဲ့မိဂုဏ်တွေရဲ့အဖြေကိုကိုယ့်ဟာကိုတွေ့ပါလိမ့်မယ်တဲ့။ရိုးရိုးလေးဖြေလိုက်ပြီမဲ့အင်မတန်လေးနဲ့တဲ့စကားပါ။မေးချင်နေတဲ့မိဂုဏ်တွေကအများကြီးမေးလို့ရမယ်သူနဲ့တွေ့လို့မေးပြီးအဖြေရတာလည်းရှိမယ်မေးရမယ်သူမရှိလို့အဖြေမရတာလည်းရှိမယ်မေးလိုက်ရလို့အဖြေရပြီမဲ့သူတစ်ပါးစီကရတဲ့အဖြေဟာမှန်ပင်မှန်တော့လဲကိုယ်စိတ်ထဲမှာတကယ်လေးနဲ့မှုမရှိဘူးကိုကမေးခွန်းတစ်ခုကိုစိတ်ထဲမှာပဲမေးထားပြီးတော့တတိနဲ့တရားကိုကြိုးစားအထောက်နေတစ်ချိန်ချိန်မှာအစဉ်ပြေတဲ့အခါဒီမေးခွန်းအတွက်အဖြေဟာစိတ်ထဲမှာဘွားကနေပေါ်လာတယ်အဲ့ဒီခါမှာအင်မတန်မှန်ပါလားအင်မတန်လေးနဲ့ပါလားဆိုတာကိုယ့်အကိုသိရတယ်အဲ့ဒီလိုကိုယ့်အကိုရတဲ့အဖြေဟာကိုယ့်ဘဝကိုပြောင်းလဲသွားစေနိုင်တယ်တရားထုတ်တဲ့အခါမှာဘဝနဲ့ပတ်သက်ပြီးနည်းနည်းတဲ့အသိဉာဏ်တွေရလာတယ်တရားနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းတဲ့အသိဉာဏ်တွေရလာတယ်တရားကိုသာကြိုးစားအားထုတ်ပါအချိုးကျလာတဲ့အခါမှာဒါဘအမှန်တရားတွေကိုကိုယ်စိတ်ထဲမှာပေါ်လာလိမ့်မယ်လူတွေမှာဘဝဆက်ဆက်ကစီးပူးခဲ့တဲ့ပါရမီဓာတ်ခံတွေအများကြီးရှိပါတယ်အဲ့ဒါတွေကငုံနေလားတရားအထုတ်လို့စိတ်ကြည်လင်အေးချမ်းမှုရလာတဲ့အခါအမြင်ရှင်းလာပြီးတော့တဘာဝအကြောင်းအကျိုးတွေမြင်လာတယ်အရင်ကမသိတာတွေသိလာတယ်အဲ့ဒါတွေကိုတပည့်တချို့မှကြုံတွေ့နေရတာသိရလို့အားလည်းအောင်းမိတယ်ဒီမျိုးလည်းကျင့်တတ်မိတယ်ကိုယ့်ကိုယ်လည်းကြုံတွေ့ခဲ့ရတာတွေအများကြီးရှိတယ်ဒီနှုန်းကသိကျင်တာတွေအများကြီးမိကုန်းတွေအများကြီးမရမယ်သူမရှိဖြစ်နေတယ်တဖြည်းဖြည်းကိုယ့်အကိုလေးလာမှတ်သားပြီးတော့တရားထုတ်လာတော့တဖြည်းဖြည်းကိုသိကျင်တာတွေဟာကိုယ်စိတ်ထဲမှာပေါ်လာတယ်အဲ့ဒါတော့အင်မတန်ဝန်တာအားရတယ်အင်မတန်ကျင်တတ်တယ်
အားတက်တယ်တရားဆိုတာသဘောပါလားဆိုတာကိုသဘောပေါက်လာတော့တရားမှာပို့ပြီးယုံကြည်မှုရှိလာတယ်ကိုယ့်ကိုယ်လည်းယုံကြည်မှုရှိလာတယ်တရားထုတ်လို့စိတ်ကြည်လင်အေးချမ်းနေတဲ့အခါမှာစိတ်ထဲမှာပေါ်လာတဲ့အသိဉာဏ်ဟာအကုသိုလ်ဘက်ကိုဘယ်တော့မှမရောက်ဘူးမှန်ကန်တဲ့အသိဉာဏ်ကုသိုလ်ဘက်ကိုညွှန်ပေးတဲ့အသိဉာဏ်ပဲဖြစ်တယ်ဘယ်လို့မှမမှားနိုင်ဘူးအခက်ခဲနဲ့ကြုံလာတဲ့အခါပထမတရားကိုထိထိမိမိဖြစ်အောင်နှလုံးသွင်းပါစိတ်တည်ငြိမ်အေးချမ်းအောင်တန့်ရှင်းအောင်ကြိုးစားပါနေ့စဉ်တရားထုတ်နေတဲ့သူဆိုရင်အလေးကျင့်ရနေလို့သိမခက်ခဲဘူးအာနာပါနကိုရှုမှတ်လိုက်ရင်ပဲဓမ္မရိယလာပြီးတော့စိတ်ကြည်ရင်အေးချမ်းလာလိမ့်မယ်ကြည်ရင်အေးချမ်းနေတဲ့အခါမှာဘာလို့ရင်အကောင်းဆုံးဖြစ်မလဲဆိုတာစဉ်းစားပါအဲ့ဒီအချိန်မှာပေါ်လာတဲ့အဖြေဟာမြတ်တဲ့အဖြေဘယ်မလိုက်တဲ့အဖြေဖြစ်မယ်လောဘဒေါသအားကြီးနေချိန်မှာမဆုံးဖြတ်ပါနဲ့မှားသွားလိမ့်မယ်မာနကြီးနေချိန်အိတ်တာမစ္စရိယအားကြီးနေချိန်မှာမဆုံးဖြတ်ပါနဲ့ဘာမှမလုပ်ပါနဲ့မှားလိမ့်မယ်လောဘဒေါသမာနအိတ်တာမစ္စရိယတွေကိုယ်စိတ်မှာဖြစ်နေချိန်မှာရိုးရိုးသားသားတတိရှိရှိကြည့်ပါသူတို့မရှိတဲ့အခါစိတ်တန့်ရှင်းနေတဲ့အခါမှာဆုံးဖြတ်ပါရွေးချယ်ပါလုပ်ပါမမှားနိုင်ဘူး All you need to do is look, listen and trust လုပ်ဖို့လိုတာကတော့ဉာဏ်နဲ့ကြည့်ဖို့နားထောင်ဖို့နဲ့ယုံကြည်မှုရှိဖို့ပဲကိုယ့်ကိုယ်ကိုယုံကြည်ပါငါဟာနည်းနည်းတဲ့တရားတွေကိုသိနေတဲ့သူဖြစ်တယ်မနေ့ကထက်ဒီနေ့နည်းနည်းပိုသိလာရင်တဖြည်းဖြည်းတိုးတက်သွားမယ်တတိမြဲဖို့ပဲလိုအပ်တယ်ဆိုတာယုံကြည်ပါ You will forget this အခုလိုမှားလိုက်တာကိုသင်မေ့သွားလိမ့်မယ်တဲ့အဲ့ဒါဘယ်လောက်နဲ့နာတယ်လဲစဉ်းစားကြည့်စမ်းခီးသွားကနီးမှာလိုအပ်တာတွေကိုမှားလိုက်တယ်အဲ့ဒီမှားလိုက်တာတွေကိုမေ့သွားရင်ဘယ်လိုလုပ်မလဲဒုက္ခရောက်လိမ့်မယ်နော်လူတော်တော်များများဟာအဲ့ဒီလိုပဲမေ့သွားကြတယ်အဲ့တော့ဒုက္ခရောက်သွားကြတယ်ငါဘာဖြစ်လို့ဘဝကိုရလာတယ်လဲဆိုတဲ့မိကုံးကိုမမေးကြတော့ဘူးအပေါ်ယံလေးပစ္စည်းဥစ္စာအပျော်ပါးနဲ့အချိန်ကုန်သွားကြတယ်ဒီသာတည်သွားကြတယ်သင်္ကန်းစာမရလိုက်ဘူးတချို့လူတွေဟာ grow old ဖြစ်သွားကြတယ်အသက်ကြီးလို့အိုသွားတယ် grow up ဖြစ်မလာဘူးရင့်ကျက်မှုရှိမလာဘူးလူကြီးဖြစ်မလာဘူးအသက်ကြီးသွားတယ်အသိဉာဏ်ကြီးမလာဘူးအဲ့ဒါဟာအင်မတန်နဲ့နာတာပဲတရက်ကြီးသွားတိုင်းကြီးသွားတိုင်းအသိဉာဏ်နည်းနည်းတိုးနေမှလူဘဝမှာလူဖြစ်ကြနှက်မှာဒါကိုမေ့သွားမှာပဲဆိုတော့မမေ့အောင်ဘယ်လိုလုပ်မလဲတတိပေးတဲ့သူကပေးနေပြီနော်ဘုရားအစရှိတဲ့သူတော်ကောင်းပညာရှင်များကတတိပေးကြတယ်မမေ့နဲ့တဲ့တချို့အတိတ်ဘဝကိုပြန်မှတ်မိတဲ့သူတွေပြောပြကြတာကြားဘူးတယ်သူတို့တေခါနီးမှတည်တော့မယ်ဆိုတာသိနေတယ်တသက်လုံးအရေးမကြီးတာတွေနဲ့အချိန်ကုန်ခဲ့တာတွေးမိပြီးနောင်တရတယ်လူဘဝပြန်ရရင်ကောင်းတဲ့ကိစ္စတွေဘယ်လိုလုပ်မယ်ဘာတွေကိုသိအောင်ကြိုးစားမယ်စသဖြင့်ပေါ့ဒီဘုန်းကြီးကတခါတော့သေမလို့ဖြစ်ခဲ့ဘူးလေတေခါနီးလို့ဖြစ်နေတော့ငါသေမလားလို့တွေးနေမိတယ်အနားမှာရှိနေတဲ့သူတွေကလည်းမျောသွားပြီလို့ပြောနေကြတာကြားရတယ်သူတို့ကမျောသွားပြီလို့ပြောနေတာတွေကြားနေတယ်သိနေတယ်ပြန်မပြောနိုင်တော့ဘူးစိတ်ထဲကတော့ပြောနေရတယ်မမျောပါဘူးတတိရှိနေပါတယ်လို့အဲ့ဒီခါမှာကိုယ်တက်လုံးအရင်တော့ကနေခဲ့တဲ့ပုံတွေပြန်တတိရတယ်ငါဘာလို့လုပ်ခဲ့တယ်လဲဘယ်လိုလုပ်ခဲ့တယ်လဲဘယ်လိုနေခဲ့တယ်လဲစိတ်ချမ်းသာစရာတွေရောစိတ်ဆင်းရဲစရာတွေပါအများကြီးကြုံခဲ့တာရှိတာကိုပြန်တွေးကြည့်လိုက်တော့ဘာမှအရေးမကြီးတဲ့ကိစ္စလေးတွေနဲ့စိတ်ဆင်းရဲမှုဒုက္ခတွေအကြီးအကျယ်ရောက်ခဲ့တယ်တစ်သက်လုံးတယောက်ကိုတယောက်စကားမပြောနိုင်တော့တဲ့အထိအောင်ရောက်ခဲ့တယ်ပြန်စဉ်းစားကြည့်တော့အဲ့ဒီကိစ္စကဘာမှအရေးမကြီးဘူးအသေးမကိစ္စလေးနဲ့ဒီလားတယောက်ကိုတယောက်မတွေ့ခြင်းမမြင်ခြင်းလောက်ဖြစ်သွားပြီအဲ့ဒီလူကအဲ့ဒီအချိန်မှာတေသွားပြီဒါပေမဲ့ဒီဘုန်းကအဲ့ဒါကိုမသိဘူးတေသွားတာကိုမသိဘူးခုမှတာကိုလည်းတေမလို့ဖြစ်နေပြီအဲ့ဒီကိစ္စကိုသူနဲ့ပြန်ပြောခြင်းနေတယ်ပြန်ညှိလိုက်ခြင်းတယ်သူလည်းစိတ်ချမ်းသာမှုရအောင်ကိုယ်လည်းစိတ်ချမ်းသာမှုရအောင်တက်ကိုတယောက်နားလည်အောင်ခွင့်လို့အောင်ဆွေးနွေးခြင်းတယ်မသေးလို့ရှိရင်တော့အိမ်တော့ကလိုပတ်ဝန်းကျင်အတိုင်းကကိုယ့်ကိုအထင်ကြီးအောင်ဆိုပြီးလုပ်ခဲ့တဲ့အလုပ်မျိုးတွေမလုပ်တော့ဘူးကိုလုပ်ခဲ့တာတွေပြန်စဉ်းစားကြည့်တော့ဂုဏ်ရှိဖို့လုပ်ခဲ့တာတွေတကယ်ကျင့်နှံ့မှုရခဲ့လားဆိုတော့မရခဲ့ဘူးအခုတည်တော့မယ်ဆိုတဲ့အချိန်မှာအဲ့ဒီဂုဏ်ဟာဘယ်မှာလဲဘယ်လိုတွေကငါ့ကိုအထင်ကြီးသေးလဲအခုတည်တော့မယ်ဆရာကအခန်းလေးတစ်ခုထဲမှာတယောက်တည်းဆရာတွေလည်းဘာမှမတတ်နိုင်ဘူး
ငါ့ကိုအထင်ကြီးကြတဲ့လူတွေဘယ်မှာလဲအနားမှာတရားမှမရှိဘူးသူတို့ငါ့ကိုအထင်ကြီးကြတာဘာအိပဲရှိလဲအခုချိန်မှာငါ့အတွက်ဘာသုံးကြတယ်လဲဘာမှသုံးမကြတော့ဘူးအခုချိန်မှာဘာကိုအားကိုးမလဲအင်မတန်မောနေတယ်အားကလည်းအင်မတန်နည်းနေတယ်အသက်တစ်ခါရွှေရဖို့ရေးကိုတော်တော်ကြိုးစားနေရတယ်ခေါင်းကလည်းမူးနေတယ်နောက်နေတယ်အဲတော့တရားကိုပဲတတိပြန်ရတယ်။ဒါအခုသိမယ်ဆိုလဲမတတ်နိုင်ဘူး။တတိလေးနဲ့တရားရှိမှရင်ပဲဒီလိုက်တော့မယ်။အကယ်၍များလူ့ဘဝကိုပြန်ရရင်တော့အခုလိုပဲတရားအထုတ်နေတဲ့ဘဝကိုရပြီးတော့ဒီလိုရောက်တရားထုတ်ခြင်းတယ်။အဲဒီလိုစင်မျိုးပဲဖြစ်လာတယ်။ဒါပေမဲ့ကံကောင်းခြင်းတော့တရားမှန်ရင်အမောပြေပြီးတော့ပြစ်ပျော်သလိုဖြစ်သွားပြီးတော့ပြန်နိုးလာတော့ကြည်လင်လန်းဆန်းနေတယ်။သူတို့ကတော့မျောသွားတာလို့ပြောပေမဲ့ကိုယ့်အကိုခံစားရတာကတော့ငြင်းငြင်းချမ်းချမ်းလေးအိပ်ပျော်သွားတာပြန်လို့လာတော့စိတ်ချမ်းသာနေတယ်အိမ်တော့ကတော့မသိရင်လို့စိတ်ကိုတင်းထားတယ်ဟိုတွေးဒီတွေးတယ်နောက်ပိုင်းမှာတရားနှလုံးသွင်းတော့ဘာမှလည်းမတွေးတော့ဘူးမသိရင်လို့တင်းထားတာလည်းမရှိတော့ဘူးဒီရင်လည်းတည်ပြီတော့စိတ်ကိုလျှော့ပြီးငြင်းငြင်းချမ်းချမ်းလေးထားလိုက်တယ်အဲ့တော့နေကောင်းလာတယ်နေကောင်းလာတာမှဆရာကဆေးထိုးတယ်ဒါတော့အကျော်စည်းကိုအသားထဲထိုးတာအကျော်ထဲမထိုးရဘူးသူတို့ကဆေးထိုးလိုက်ရင်တောင်မခံနိုင်ပဲတိမ်မယ်လို့ထင်နေတယ်အဲ့လောက်ထိအောင်အခြေအနေဆိုးတယ်လူရတေကန်ကြီးကြမှာကပ်ပြီးတော့တန်ရွေကရကြတယ်အချိန်နှောင်းသွားပြီမရတော့ဘူးဒါကြောင့်တေကန်ကြီးမှာကပ်ပြီးတော့တန်ရွေကမရကြပါနဲ့စောစောစီစီတန်ရွေကရကြပါစောစောစီစီကြိုကြိုတင်တင်လှုပ်တဲ့အလုပ်တွေကိုလုပ်ပါလူဘဝကိုရတာအသိဉာဏ်ရဖို့ပါဘဝရဲ့အနှစ်သာရဟာအသိဉာဏ်ပါအသိဉာဏ်ဆိုတာမှာတရားအသိဉာဏ်ကအဓိကပါဒီအသိဉာဏ်ကိုမှမရလိုက်ရင်တစ်သက်လုံးရှာလာတာတုံးလာတာဒီခါนี้ဘာကြံတယ်လဲဘာဖတ်တယ်လဲဘာမှဖတ်မတင်ဘူးတခုမှယူသွားလို့မရဘူးတွားကြထိုးတန်တစ်ချောင်းတောင်ယူသွားလို့မရဘူးအဲဒါကြောင့်အခုအချိန်ရှိတော့မှအချိန်မဖြုံးပဲနဲ့စာဝန်ရေးအတွက်လုံနေရင်ကြားထဲမှာရသမျှအချိန်လေးနည်းနည်းဖြစ်ဖြစ်9မိနစ်ဖြစ်ဖြစ်ရအောင်ယူပြီးတော့တရားထုတ်ပါ10မိနစ်ရရင်10မိနစ်အထုတ်ပါ9မိနစ်4-5 ချိန်ရရင်နဲတာမဟုတ်ဘူးတရားထုတ်လာရင်တရားထုတ်ဖို့အချိန်ကိုယူတက်လာပါလိမ့်မယ်ဒီစကားကိုပြောတာအချိန်များလာတော့တချို့တပည့်တွေကလက်တွေ့လှုပ်ကြည့်ပြီးတော့ပြောလာတယ်ဒီလိုတို့ကအရင်တုန်းကတရားထုတ်ဖို့အချိန်မရှိဘူးလို့ထင်နေခဲ့တာအခုတော့ရတဲ့လောက်အားထုတ်တဲ့အလေးချိန်ကိုလှုပ်လိုက်တော့အချိန်ရလာတယ်တဲ့ရေးမကြည့်တဲ့ကိစ္စနဲ့အပြင်ထွက်တာမျိုးမလုပ်တော့ဘူးရေးမကြည့်တဲ့အပြင်းပြေဖတ်တဲ့စာတွေမဖတ်တော့ဘူးရေးမကြည့်တဲ့ရေဒီယိုနားထောင်တာTV ကြည့်တာဗီဒီယိုကြည့်တာမလုပ်တော့ဘူးဒါတွေလျှော့လိုက်တာနဲ့ပဲတရားထုတ်ဖို့အချိန်တစ်နေ့2 နာရီ3 နာရီလောက်ရနေတယ်တဲ့ဒီကြားထဲမှာလဲတွားရင်လာရင်လုံရင်ကန်ရင်တတိကိုကတ်ထားပါတယ်တဲ့အဲဒီလိုမရမကရတဲ့လောက်ယူပါ We eat to live we don't live to eat အသက်ရှင်ဖို့စားရတာစားဖို့အသက်ရှင်နေတာမဟုတ်ဘူးစာဝတ်နေရေးဟာခန္ဓာဝန်ထမ်းတာပါမလို့မဖြစ်ဘူးလုပ်ရမယ်ဒါပေမဲ့လူဘဝရတာဟာအသိဉာဏ်ရဖို့ပါအဲ့ဒီအသိဉာဏ်ရဖို့ကြိုးစားကြပါ